ရုတ်နဲ့ရုရှားကိုအပြတ်ပေါင်းပြီးတိုင်းပြည်ကိုရောင်းစားနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကဝန်ကြီးတွေတယောက်မှတိုင်းပြည်ကိုရောင်းစားနေတာမဟုတ်ဘူးအဲ့တော့မဟုတ်ကဝါကြီးလာပြောမင်းနော်ဒီမိုကရေစီတွေဘာတွေလာပြောမင်းကျွန်တော်အမြဲတမ်းပြောတော့ခင်ဗျာဒီမိုကရေစီလာမပြောနဲ့ဒီမိုကရေစီရောက်ပြီလို့လားစစ်အာဏာရှင်အောက်မှာပြပြဝတ်နေဘာဒီမိုကရေစီလာပြောနေတာဘာလူခွင့်ရေးလာပြောနေတာလဲအဲ့တော့အားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါပါတယ်။ကျွန်တော်ရဲ့ channel ဆိုရင်နေ့ရက်သတင်းတွေတိုင်းကနေတင်ဆက်ပေးနေတာမှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ရှင်းလေးကိစ္စဒါကြောင့်တစ်ခါတလေကြာရင်တိုင်းရင်းသားတွေဒီမျိုးစုံနဲ့ပတ်စံရှာနေတာကိုကျွန်တော်တို့ကနားလည်ပြီးတယ်။ပတ်စံမရှိဘဲနဲ့မင်းအောင်လိုက်ဘလို့ပြန်တိုက်ပါလေ။ဒါကြောင့်သူတို့ဘိန်းရောက်နေဗျာသူတို့ကြားပြန်လုပ်တယ်ဗျာသူတို့ကိစ္စဗျာ။သူတို့ပုံစံနဲ့သူတို့လုပ်နေရတာသူတို့တန်ဇာတာရောင်းစားတယ်ဗျာ။ကိုမရောင်းစားတဲ့မင်းအောင်လိုက်ရောင်းစားမှာပဲလေပြည်သူတွေကတော့ဘသူအုပ်ချုပ်ပေးရမှာပဲလေအကောက်ပေးရမှာပဲအခွန်ပေးရမှာပဲအခုဒီမိုကရေစီစနစ်မှာလည်းကျွန်တော်တို့လည်းအခွန်ပေးနေရတာပဲအဲ့တော့ငွေရေးချေးနဲ့လာတိုက်ခိုက်တာမျိုးလုံးဝလာမလုပ်ပါနဲ့ကျွန်တော်လုံးဝလက်မခံဘူးဘာကြောက်လဲပတ်စံလို့တွေအဲ့တော့ပြောချင်တာကဗျာစစ်အာဏာရှင်ဘက်ကထောက်ခံတဲ့လူတွေပြောနေသလိုတော်လန်ရေးကိုမကြိုက်တဲ့လူတွေစစ်အာဏာရှင်နဲ့ပေါင်းစားတဲ့လူတွေကတန်ရောင်လိုက်ပြီးတခါလာလဲစရင်စစ်မယ်တခါအဲ့ဒါလဲတန်ရောင်လာလိုက်နေကြတာတော်လန်ရေးကိုလာဖျက်ဆီးနေတာလှူလားဆိုတပြားမှလည်းမလှူကြဘူးဦးကျွန်တော်မေးကြည့်မယ်ဗျာနော်၄နှစ်ရှိပြီ၄နှစ်ရှိပြီ၄နှစ်ရှိပြီကိုမေးကြည့်နော်အားလုံးကိုပြောချင်တာအခုကျွန်တော်ကြည်နေတဲ့လူအားလုံးကိုပြောတာမဟုတ်တနိုင်ငံလုံးကနိုင်ငံသားအားလုံးကိုပြောချင်တာနော်နိုင်ငံခြားမှာရောက်နေတဲ့မြန်မာနွယ်ဘွားတွေလည်းပြောချင်တာကနိုင်ငံခြားမှာကိုခုံကိုအားနဲ့ဆရာဝန်ဖြစ်ပြီးဝက်ပါမင်းနဲ့နိုင်ငံသားရတဲ့လူမပါမြန်မာနိုင်ငံမှာစစ်အာဏာရှင်ကြောင့်အဆိုင်လံခံပြီးနိုင်ငံသားရတဲ့လူတွေအားလုံးတကမ္ဘာလုံးမှာရှိတဲ့မြန်မာများကိုလည်းမေးချင်တယ်ပြည်တွင်းမှာရှိတဲ့နိုင်ငံသားများကိုလည်းမေးချင်တယ်ဒီຫນွေဦးတော်လှန်ရေး၄နှစ်အတွင်းမှာတပြားတစ်ချက်လှူပြီးပြီလားလို့ကိုမေးကြည့်ပါပြောချင်တာရုပ်ရှင်ပွဲတစ်ပွဲသွားကြည့်ပြီးပြီလားတော်လှန်ရေးရမုံငွေပွဲမှာတော်လှန်ရေးရမုံငွေပွဲမုံကားတစ်ပွဲတော့ဝယ်စားပြီးပြီလားအဲ့ဒါလေအဲ့ဒီလူကတော့ပါတယ်လုံးဝဘယ်မှာမှမပတ်သက်ဘူးကိုယ့်တဲ့တပြားမှမထုတ်တဲ့လူတွေဖြစ်နေတဲ့လူထဲမှာကိုပါနေလားဆိုတော့ကိုမေးကြည့်ပါဥမာဖြူပွဲကြည့်တယ်ပါတယ်အဲ့လူကဒါတော်လိုင်းထဲမှာပါပြီးတာနော်ငလင်ပွဲလုပ်ကြည့်တယ်အခုဘာဘုံဝယ်တယ်ဘာအကုန်ပေါ့ဗျာကိုမေးအဲ့ဒီထဲမှာအဆိုးဆုံးကျွန်တော်ပြောချင်တဲ့လူကဘာတူလဲသိလားဆရာနာရှင်မကောင်းပါဘူးဆိုပြီးတော့သူတို့ကိုနှိပ်စက်ပါတယ်ညှဉ်းပန်းပါတယ်ဆိုအမျိုးစုံလိန်ပြောပြီးတော့နိုင်ငံရေးခုံလုံခွင့်ရပြီးတော့နေထိုင်ခွင့်ရထားတဲ့သူများနဲ့နိုင်ငံသားဖြစ်နေတဲ့အနောက်နိုင်ငံများမှာနိုင်ငံသားဖြစ်နေတဲ့သူများကိုလည်းမေးခြင်းတယ်ပါပြီးပြီလားလို့အဲ့လိုတခုမှမပါဘဲနဲ့ဟိုဒါကဒါဖြစ်တယ်ဒါကဒါဖြစ်တယ်ဆိုတော့ထိုနည်းကောင်းပဲပြည်တွင်းမှာရှိနေတဲ့လူတွေရန်ကုန်သားတွေကိုကျွန်တော်မေးချင်တာကျွန်တော်ကလုံးဝတပြားမှမလှူထားတဲ့လူတွေကျွန်တော်အများကြီးသိထားလို့ကျွန်တော်ပြောတာလုံးဝမပတ်သက်တာလက်ဆောင်နေတာတော်လိုင်းရေးစတဲ့ကနေဒီနေ့အထိ၄နှစ်ကျော်ရှိပြီတပြားမှဘယ်မှမပါဘူးဗျာဝေးနေတယ်လက်ဆောင်တယ်သူပုံမှန်စားတော့နေတယ်ပုံမှန်ဈေးရောက်နေတယ်ပုံမှန်ကုမ္ပဏီလုပ်နေတယ်ပုံမှန်ဝန်ထမ်းလုပ်နေတယ်ကြိုက်တာလုပ်နေတယ်ဒါပေမဲ့တပြားမှမပါဘူးစိတ်ကိုမဝင်စားဘူးဒါပေမဲ့အဲ့ဒီလူတွေအများစုကအခုဝေဖန်အသက်ပါတီတွေနဲ့ဝေဖန်နေတာကလစ်တာလည်းပါတယ်လေတချို့ကကျွန်တော်ပြောချင်တဲ့သဘောကမပါတဲ့လူတွေရှိနေတယ်ဆိုတာကိုကျွန်တော်ထောက်ပြချင်တာအဲ့ဒီမပါတဲ့လူတွေကအခုအပေါ်ကနေမျိုးစုံစည်ရင်းစစ်မယ်လို့ပြောနေတယ်အန်ယူဂျီမတရားဘူးပြောနေတယ်
ဥယျာဉ်မသုံးမကြဘူးပြောနေတယ်ဒေါအောင်ဆန်းစုကြည်ကရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးမတရားဘူးပြောနေတယ်ဒေါအောင်ဆန်းစုကြည်ကို ICC ပို့ရမယ်ဆိုပြီးပြောနေတယ်ရခိုင်က AA ကအသုံးမကျဘူးလို့ပြောနေတယ်ပြီးတော့ NLD အသုံးမကျဘူးလို့ပြောနေတယ်ကိုမေးအဲ့တော့ပတ်စံအကြောင်းလာမပြောနဲ့ကျွန်တော်တို့ဘက်ကလူကြီးတွေခိုးရလေကျွန်တော်တို့ကကျင်းနေတယ်ဥပမာပြောချင်တာဘယ်သူမှလည်းမခိုးပါဘူးမင်းအောင်လိုင်းတော့လေးပြန်ဝယ်စည်းသေးတယ်ဗျာကျွန်တော်တို့ဘက်ကသမရကြီးလေးပြန်ဝင်စည်းကျွန်တော်တို့ကကျင်းနေတယ်ဘာကျွန်တော်တို့ပေးထားတဲ့ပတ်စံပဲခင်ဗျားတို့ပေးထားတာမှမဟုတ်တာဒါကနောက်ပြီးတော့ပြောလိုက်တာဘယ်သူမှမဝယ်ပါဘူးပြောင်းပြန်နေပြောနေကြတာအဓိကအခုကျွန်တော်ထောက်ပြနေတာကစစ်ပုံမကြဘူးစစ်တပ်ပုံစံဘာလို့မပေါ်သေးတာလဲတတက်စားလဲကြက်သွန်နှစ်တက်စားလဲကြက်သွန်ဗျာမင်းအောင်လိုင်းကိုတိုက်နေပြီဗျာမင်းအောင်လိုင်းကိုတိုက်နေပြီဗျာဘာကြောက်နေတာဒီဗိုလ်ချုပ်နာမည်တွေဗိုလ်မှူးကြီးနာမည်ကြီးညာလိုက်လို့တို့လာဖမ်းလို့ရတာကိုယ့်ထဲမှာတတ်တတ်နေတယ်တို့လာခြင်းကိုလာတိုက်မှရမှာလေဘာကြောက်အဲ့ဒီဖွဲ့စည်းပုံနဲ့စစ်တပ်ပုံစံမဖွဲ့တာလေကျွန်တော်အဲ့ဒါစဉ်းစားလို့မရဘူးဒါက NUG MOD ကိုတက်ဝေဖန်တာအဲ့ဒါတက်ထောက်ပြတာဘာကြောက်မဖွဲ့တာလဲကျွန်တော်နားမလည်နိုင်ဘူးအဲ့လိုဖွဲ့ခြင်းမဖွဲ့ခြင်းကိုဘယ်သူကဆုံးဖြတ်နေတာလဲကျွန်တော်လုံးဝနားမလည်ဘူးအဘက်တစ်စီဒါစစ်တီဒါအဘက်အဲ့ဒါနဲ့အခုရောချနေတာ၄နှစ်ရှိပြီဘာကြောင့်မဖွဲ့သေးတာလဲဟိုဘက်ကိုရှော့မတွဲနဲ့နော်ကျွန်တော်ပြောချင်တာရှော့မတွဲနဲ့နော်သူတို့ကမှန်နဲ့သူတို့အခိုင်အမာလုပ်နေတယ်ပြည်တွင်းမှာလည်းသူတို့ပက်ဆက်လုပ်နေတယ်ပပလစ်ကိုဖွင့်ပြလို့ရတဲ့လူကိုဗိုလ်ချုပ်ခန့်လीမဖွင့်ပြရတဲ့လူအနောက်မှာနေလीရှင်းနေတာပဲလीကျွန်တော်ပြောတာတော်လိုင်းကြီးလုံနေတာလीပပလစ်ကိုဖွင့်မပြရတဲ့လူကမလုံနဲ့လीအနောက်မှာနေလीဖွင့်ပြရတဲ့လူအပေါ်ထိုးတင်လीပြောချင်တာကတက်ပုံစံမရှိတဲ့ခါကျတော့ပြည်သူကဘယ်သူအားကိုးအောင်မှမသိဘယ်သူကဘယ်တော်လိုင်းကြီးမှာဘာလုပ်နေမှန်းလည်းမသိမနေ့ပြန်တိုက်မယ်တပတ်ခါတိုက်မယ်မနေ့ပြန်ဝိုင်းမယ်တပတ်ခါဝိုင်းမယ်နဲ့ပဲဟိုဘယ်လိုပြောမလဲကျွေးကြော်တဲ့အဆင့်ပေါ့ဒီနေရာမှာဘာလို့ဒီစကားကိုပြောလဲဆိုတော့မနေ့ကကနေဒါဝန်ကြီးချုပ်ပြောသွားတဲ့စကားကိုကျွန်တော်ကအရန်သဘောကျလို့ဒါကိုကျွန်တော်ထောက်ပြတာwish and reality တဲ့ wish and reality တဲ့ wish ဆိုတာဆန္ဒ reality ကလက်ရှိဖြစ်နေတာကနေဒါဝန်ကြီးချုပ်ကသမ္မတဒေါ်နယ်ထရန့်နဲ့အိမ်ဖြူတော်မှာတွေ့ပြီးတဲ့ပြန်ထွက်လာတဲ့အချိန်မှာသတင်းတောက်တွေကသူ့ကိုမေးတယ်ဒီချာစဉ်းစားကြည့်နော်ဟိုကပညာရှိဘလို့ဖြေသွားလဲဆိုတာအဲ့မှာသူ့ကိုမေးတယ်မင်းနဲ့သမ္မတထရန့်ကမင်းကိုအဲ့လိုပေါ်တင်ကြီးပြောနေတာဖြစ်တယ်တဲ့ဒါကျွန်တော်ကဟိုလိုပြောမယ်အတိတ်ပဲအပြည့်စုံမဟုတ်ဘူးဒါကျွန်တော်တို့နားလဲအောင်အကြမ်းပြင်းမင်းကိုပေါ်တင်ကြီးဖဲ့နေတာဖြစ်တဲ့အတွက်တဲ့မင်းဘလို့စိတ်ထဲမှာခံစားရလဲပြောချင်တာကအဲ့လိုမျိုးသဘောမျိုးမေးလိုက်တာအဲ့တော့အဲ့ဒီချိန်မှာကနေဒါဝန်ကြီးချုပ်ပြန်ဖြေသွားတဲ့စကားလေးကိုကျွန်တော်ကမျှဝေပေးအဲ့ဒီစကားကနေကျွန်တော်ဒီနေ့ဒီအတွေးခေါ်ကိုကျွန်တော်တင်ပြပေးနေတာ
လောကကြီးမှာတဲ့သမရထွန်းက तू wish ဖြစ်နေတာလေတဲ့ तू ဖြစ်ချင်တာက तू စန္ဒာတဲ့ဒါပေမဲ့ reality ကအဲ့ဒါမှမဟုတ်တာတဲ့အဲ့ကြောင့် तू စန္ဒာအရာ तू ပြောတာငါဘာမှစိတ်ဆိုးစရာအကြောင်းမရှိဘူးတဲ့ဘလောက်ပညာသားပါတယ်စကားလေကနေဒါနိုင်ငံကိုသိမ်းမယ်ဟိုလူကိုသိမ်းမယ်ဒီလူကိုသိမ်းမယ်အဲ့ဒါသူ့ရဲ့ wish तू ဖြစ်ချင်တဲ့စန္ဒာဒါပေမဲ့လက်တွေ့မှာအဲ့လိုမှမဟုတ်တာတဲ့အဲ့တော့ तू စန္ဒာအတိုင်းဖြစ်လို့မှမရတာဒါကို तू ကပြောချင်တာအခုလည်းဒီတိုင်းပဲ2025မှာပြီးမယ်2023မှာပြီးမယ်ဒီနေ့စီကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုဖြစ်မယ်အဲ့ဒါတွေကသူတို့ရဲ့ wish ဆန္ဒ reality မှမဟုတ်တာ reality ကဘယ်မှာလဲကျွန်တော်တို့မှာစစ်ပုံကြသောစစ်တပ်ဘာကြောင့်လဲကျွန်တော်တို့ဒီ1 go 2 can လေအစားထိုးဖို့အတွက်တရင်မှုရှိရင်တရင်မှုမှာ viewer မှုရှိမယ်အဲ့တော့ viewer မှုလဲရင်နောက်ထပ်တရင်မှုတွေက viewer မှုအစားထိုးဖို့ရှိမယ် viewer မှုအပေါ်မှာတက်မှမှုရှိမယ်တက်မှမှုလဲရင်နောက် viewer မှုကတက်မှမှုအစားထိုးမယ်တက်မှမှုပေါ်မှာစစ်ဒေသချုပ်မှုကြီးတွေရှိမယ်စစ်ဒေသချုပ်မှုကြီးလဲရင်နောက်ထပ် viewer မှုကအစားထိုးမယ်နောက်ဆုံးစစ်ဦးစီးချုပ်ရှိမယ်စစ်ရာထူးခန့်ချုပ်ရှိမယ်အဲ့လိုအစစ်စစ်လူစားလဲလို့ရအတွက်ကျွန်တော်တို့တွေဘယ်လိုပြောမလဲဖြစ်ပေါ်လာတော့ဘယ်လိုပြောမလဲတိုးတက်တဲ့ခေါင်းဆောင်ဖြစ်နိုင်တဲ့ခေါင်းဆောင်များကိုပြည်သူကိုချပြပြီးသားဖြစ်သွားမယ်ပြည်သူကလည်းမျှော်လင့်နေမယ်ဒီချိန်မှာသူတို့မှဥဗိုလ်ချုပ်တွေတယောက်လဲသလိုပဲလူစားရှိရမယ်ဘယ်မှာလဲကျွန်တော်တို့မှာအဲ့ဒါကျွန်တော်တို့ကဘသူ့ကိုမျှော်လင့်ရမှာလဲဘသူကကာကွယ်ဦးစီးချုပ်လဲဘသူကစစ်သေးသားမှုလဲဘသူက viewer တွေကိုဦးစီးနေတဲ့ viewer မှုလဲအဲ့ဒီ viewer မှုမရှိတော့ရင်ဘသူ့အစားထိုးမလဲဘသူမှမသိဘူးအဲ့ဒီ viewer မှုကလက်တံပြောင်းမှာဥပမာကျွန်တော်တို့ကပြောမယ်ဗျာဒီစစ်စင်ရေးတစ်ခုသွားတဲ့စကိုင်းမှာဘာကြောင့်ဒီစကိုင်းစစ်စင်ရေးကမရသေးအဲ့ဒီမှာ viewer မှုဘူးလဲကျွန်တော်တို့အဲ့မှာထောက်ပြပြောဆိုလို့ရမယ်ဝေဖန်လို့ရမယ်ဘသူမှမရှိဘူးဘသူကတိုက်နေလို့ဘသူကဥဆောင်နေလို့ဘာလို့နေမှန်းကိုမသိတာဆန္ဒလေးကပါသူတို့ရဲ့ wish ကတော့2025မှာကြီးမားသောအပြောင်းလဲတစ်ခုဖြစ်မယ်စကလုံးလှလှလေးတွေနိုင်ငံရေးစကားနဲ့ရွေးထားလိုက်တယ်ဒါပေမဲ့အဲ့ဒီကြီးမားသောအပြောင်းလဲမှာအတိအကျအဓိပ္ပာယ်ဖွင့်ဆိုနိုင်သောဘာအပြောင်းလဲလဲဘယ်နှမျိုးရမှာလဲဘာမှမပါဘူးစကလုံးလေးတွေနဲ့လှုပ်ရှားနေကြတာဥပမာ TLA 5မျိုးကိုပြန်တေးရမယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဘက်ကစစ်ဗိုလ်ချုပ်တွေနဲ့စစ်ဒေသမှုတွေကရှမ်းပြည်နယ်စစ်ဒေသမှုငါတို့လက်မခံဘူးဟေ့မင်းတို့ TNL ငါတို့ပေးလိုက်ငါတို့ဝင်ချမယ်ဘယ်သူမှပြောနိုင်တဲ့အင်အားမရှိဘူးဥမာစကိုင်းတိုင်းဘယ်ဒေသမှာတော့စစ်ကြောင်းတွေထိုးလာဖို့အနေထားရှိတယ်စစ်ရင်ရသူတို့1000နဲ့လာဖို့ရှိတယ်သူတို့ပဲဘာတွေပြင်ဆင်နေသေးတယ်အဲ့စကိုင်းတိုင်းမှာတာဝန်ရှိတယ်စကိုင်းတိုင်းမှုဗိုလ်ချုပ်မမောင်ကပြောတယ်ဆိုရင်ကျွန်တော်တို့ဘက်ကဒါသူပြောပြီဘယ်သူမှမရှိဘူးဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိတာနောက်ဆုံးရတဲ့နေ့ကျတော့ရပြီဖြစ်တာပြီးတော့မှကောလင်းက8လကြာတယ်ငါတို့ကောလင်းကိုစားတိုက်နေပြီဆိုတာအတန်တည်းမှမထွက်ဘူးသူတို့ကပြောမယ်လှို့ဝက်တာဘာလို့လှို့ဝက်တာလဲစစ်တိုက်နေတာခင်ဗျာစစ်ကောင်စီဘက်ကမသိစရာပါရှိတယ်ကိုတိုက်နေတဲ့ကိစ္စကိုမပြောတာပဲရှိတယ်သူတို့ဘက်ကအကုန်သိတယ်သိလို့ပဲသူတို့ပြန်ခံတိုက်နေတာပေါ့မှန်တယ်လေဒေသမရှိတာကျွန်တော်လက်ခံတယ်လေဒါပေမဲ့ဘသူကဦးစီးနေလဲဆိုတာဥပမာစကိုင်းတိုင်းဘဲကွင်းမှာစကိုင်းတိုင်းကိုဗျာ၄ပိုင်းခွဲမယ်စကိုင်းအရှိအနောက်တောင်မြောက်စကိုင်းမြောက်မှာဘသူကဥဆောင်နေလဲစကိုင်းအရှိမှာဘသူကဥဆောင်နေလဲစကိုင်းအနောက်မှာဘသူကဥဆောင်နေလဲစကိုင်းတောင်မှာဘသူကဥဆောင်နေလဲမကွေးတိုင်းကိုအရှိအနောက်တောင်မြောက်ခွဲအမွေတက်ရင်လေးရင်ခွဲဘသူကဥဆောင်နေလဲအဲ့လောက်ထိတော့ကျွန်တော်တို့မှသိခွင့်မရှိဘူးလားနာမည်အရင်မပြောချင်တော့နာမည်ပြောင်းပြောအောင်ညာတော်သေးတယ်ပြီးတော့ယာဒူးအစစ်ခံထားတာလေတယောက်ကြရင်တယောက်တက်ဖို့အတွက်အစင်းသေးတာပြိုးထားတယ်အဲ့ဒါဆို incentive လည်းဖြစ်တယ်ဥမာအဲ့ဒီကနေအပေါ်တိတက်နိုင်တယ်ဆိုရင်ခဏတော့ကတရင်မှုတွေကအားကြမှာပေါ့ငါတို့စူးစမ်းရင်ငါတို့စစ်ပွဲကိုနိုင်အောင်တိုက်ရင်ငါတက်ဗျူဟာမှုဖြစ်နိုင်တယ်
ဟာဗျူဟာမှုကနေငါတိုင်းတိုင်းလုံးကိုအုပ်ချုပ်ရနိုင်တယ်အဲ့ဒီကနေမှတစ်ဆင့်တိုင်းတုံးတန်းဆိုရင်သူလည်းထောမှာလေကျွန်တော်တို့ဘက်ကလည်းလူကြီးဖြစ်ရင်ပတ်စံရမှာပဲလေဒါသိကြတယ်သူလည်းအ ਨੇ ဆုံးတော့သူ့ကိုဖားကြမယ်ပေါ့ဗျာအရက်ကောင်းကောင်းလေးသူ့ကိုဝယ်တိုက်ကြမယ်နည်းနည်းပါးပါလက်ပေးလက်ယူတွေရှိလာမှာပေါ့လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်တာလူဆိုတာ incentive နဲ့အသက်ရှင်တာအဲ့ဒီအရှိတရားကိုကျွန်တော်တို့မေးပြဖို့မကြိုးစားနဲ့လူဆိုတာလောဘနဲ့အသက်ရှင်တာလူတွေအားလုံးကိုဘာမှမပေးဘူးခင်ဗျာအငတ်နေအဲ့ဒါကြာရင်စိတ်တက်ကြသွားမှာပဲဟုတ်မှာလားကျွန်တော်ထောက်ပြတာကအဲ့ဒီအရှိတရားကိုကျွန်တော်တို့ငြင်းပယ်ဖို့မကြိုးစားနဲ့လူဆိုတာ incentive နဲ့အသက်ရှင်နေတာပျော်လင့်ချက်နဲ့အသက်ရှင်နေတာလူတိုင်းကြီးပွားခြင်းနဲ့လူတိုင်းအဆင်ပြေခြင်းနဲ့လူတိုင်းအပေးယူလို့လုပ်ခြင်းနဲ့လူတိုင်းလူယိုသေးရွှေဟာသူတိုင်းမှုဖြစ်သွားပြီသူကဘူမှုကြီးဖြစ်သွားပြီဘလို့ပဲအောက်ခြေရလူသူ့အလေးပြုမယ်ဘလို့ပြဆရာဘူချုပ်ဖားမယ်ဘူကြီးဖားမယ်အ ਨੇ ဆုံးတော့ဗျာသူတို့ချင်းချင်းတော့အရက်ကောင်းကောင်းဝယ်တိုက်မယ်ပေါ့အခွင့်အရေးယူမှာပေါ့အဲ့ဒါမှကျွန်တော်တို့ကမျှော်လင့်ချက်တွေနဲ့တက်ကိုအုပ်ချုပ်လို့ရမှာလေဖိထားလို့မရဘူးသူတို့လည်းလှုပ်ရှားခြင်းလှုပ်ရှားမှာပေါ့ပြောချင်တာကတိုင်းမှုလောက်အဆင့်ဖြစ်လာမယ်ကျွန်တော်တို့ဘက်ကဗျူဟာမှုလောက်အဆင့်ဖြစ်လာတယ်ဆိုရင်သူကကရင်ပြည်နယ်ကိုသွားမယ်ဟေးမင်းတို့လည်းငါတို့ခွဲနော်မင်းတို့ကြီးပဲမရဘူးနော်ငါတို့အဲ့တဲ့ထက်ခွဲပါစီပါဖြစ်လေခင်ဗျအားလုံးတောင်းစားမဟုတ်ဘူးဗျမျောလင့်ချက်နဲ့အသက်ရှင်နေတာလူဆိုတာမျောလင့်ချက်နဲ့အသက်ရှင်နေတာသူတို့ဒီအသေးခံပြီးတိုက်နေတာသူတို့စားသိရင်စားပါစီမတရားမလုပ်ရင်ပြီးရောပြည်သူကိုမတရားမလုပ်ရင်ပြီးရောကျွန်တော်ပြောချင်တာကပြည်သူကိုမငြင်းမဲ့မနှိမ့်ဆက်ရင်ပြီးရောသူတို့စီးပွားရေးသမားတွေကယူသိယူမှာစီးပွားရေးသမားဆိုတာခင်ဗျားလည်းအချောင်ရရင်အကုန်သူတို့ကလုပ်ချင်တာသူတို့ယူသိယူပါစေပေါ့သူတို့ကိုယာဒူးလေးအရှိန်ဝါလေးနည်းနည်းပေးထားမှသူတို့လည်းလှုပ်ချင်ခိုင်ကြည်စိတ်ပေါ်လာမှာပေါ့ဒီမိုကရေစီစစ်တပ်မှာလည်းဗိုလ်ချုပ်တွေကခင်ဗျာယာဒူးရှိတာပဲအရှိန်ဝါရှိတာပဲလေမနေ့က FBI အကြီးကဲကိုလွှတ်တော်မှာဒီမိုကရက်အမတ်အမျိုးသမီးကကြားနာတဲ့အချိန်မှာ FBI အကြီးကဲပက်ပက်ဆက်ဆက်ပြန်ပြောတာလုံးဝမကြောက်တော့ဟိုကလည်းပြောတယ်မင်းလုပ်ပုံကြံမဲ့အခြေတန်ငါ့ရေတကားလာခောက်မယ်ဆိုပြီးပုံစံပြန်ပြောနေတယ်လူတိုင်းမှာယာဒူးရှိတယ်ဘာလို့အားလုံးကိုချိုးနှိမ်ထားခြင်းတဲ့သဘောလားပြောချင်တာကအောက်မှာရှိတဲ့တက်ရင်မှုတွေယာဒူးရှိနိုင်တဲ့လူတွေအခွင့်အလမ်းရှိတဲ့လူတွေအပေါ်သိုးမတင်ပေးမယ်ဘဟိုမှာငါတို့ပဲအုပ်ချုပ်မယ်ငါတို့ကပဲဒီတော်လိုင်းကြီးမပြီးချင်းခေါင်းဆောင်လုံးမယ်ငါတို့စကားကိုပဲနားထောင်ရမယ်ဆိုတဲ့ပုံကိုကြီးကိုးကွယ်တဲ့ဝါဒကိုပဲသွားကျင်တာလားစစ်ပုံကြအောင်လုပ်ပါလေအောက်ခြေရတက်တွေမလွယ်ဘူးဆိုတာမဟုတ်နဲ့အခွင့်အရေးမပေးဘူးဆိုရင်ဘယ်လွယ်မလဲပြောချင်တာကကိုပိုင်တက်မဖြစ်အောင်ကျွန်တော်တို့ပြောင်းရမှာကိုဆွဲကဒီတက်ရေးထဲမှာ9နှစ်ကြာလိုက်ဒါသူကိုပိုင်တက်ဖြစ်သွားမှာကိုဆွဲကိုဆွဲထုတ်သွားရမှာဟိုဘက်ကိုသူ့ကိုဗျူဟာမှုအနေနဲ့အပေါ်ဆွဲတင်လိုက်ရမှာဒါမှမဟုတ်သူကိုပိုင်တက်လုပ်လိုက်မယ်အခုကကိုပိုင်တက်လုပ်နေတဲ့ပြဿနာကိုပိုင်တက်လုပ်နေတာကိုဖြေရှင်းဖို့ဒီစစ်ပုံကြတော့တက်ရင်တွေဖွဲ့ပြီးတော့ယာဒူးတွေအကုန်ရွှေ့ပေးရမှာအဲ့ဒါကိုလက်ခံရမှာဟာငါနေမြေငါလှုပ်ထားတာငါတို့ပဲအဲ့ဒါမျိုးလက်မခံဘူးဒါကိုတို့နားလေကိုရှင်းပြရတော့မှာကျွန်တော်တို့ဒီအကုန်လုံးနေရာတွေရွှေ့ပြရမှာကိုပိုင်တက်မရှိဘူးကိုပိုင်တက်ရင်မရှိဘူးဒါဆိုရင်မေးစရာရှိပြီဘလို့ရှာစားမလဲအဲ့တော့ NUG ကအတက်နိုင်ဆုံးကျွေးမွေးစောက်ရှောက်ရမယ်ဒိုဒီမို့လေကိုကယာဒူးကြီးသွားတယ်မကိုဇွဲကိုပေါ့ဥပမာကျွန်တော်ပြောနေတာကိုဇွဲကိုကျွန်တော်တို့ကဗျူဟာမှုပေးလိုက်မယ်ပေါ့အိမ်မှာရှိတဲ့တက်ရင်လောက်အုပ်ချုပ်ရမယ်ဗျူဟာမှုတက်မမှုပေးလိုက်မယ်ဆိုရင်ကိုဇွဲလွှဲပေးခဲ့တဲ့တက်ရင်မှုကဆက်ပြီးတော့ကိုဇွဲအလုပ်တွေအတိုင်းသူ့တက်ကိုသူပြန်ရှာကျွေးပေါ့အဲ့တော့တက်ပုံစံတစ်ခုဖွဲ့ရတော့မှာအဲ့ဒီကနေမှတက်မှုများညီလာခံဗျူဟာမှုများညီလာခံ3လပတ်အစည်းအဝေး4လပတ်အစည်းအဝေးအဲ့ဒီအချိန်မှာတို့အချင်းချင်းရဲ့မင်းကဘာလုပ်တယ်ငါကဘာလုပ်တယ်မင်းကဘလို့ဖြစ်တယ်ငါကဘလို့ဖြစ်တယ်မင်းစင်းတော့ငါတက်မယ်ဒါမျိုးတွေသွားရမှာလी
အခုကကိုပိုင်တက်တွေဖြစ်နေတာအခုပြဿနာကကိုပိုင်တက်ဖြစ်နေပြီကိုဆွဲလဲသာသူတက်ဖြစ်သွားပြီဘာလို့သူတပည့်နဲ့သူနဲ့နှမျောနေကြပြီသူတို့ဟိုကလည်းဆရာဖြစ်သွားပြီပုတ်ကိုရေကိုးကွယ်တဲ့တက်တွေဖြစ်ကုန်ပြီကူကဘုံငကားဆိုလဲဘုံငကားဖြစ်သွားပြီအဲ့တော့ဒါကိုကျွန်တော်တို့ပြင်ဖို့လိုတယ်ပြင်ဖို့လိုနေပြီစစ်တပ်ကိုစစ်တပ်ပုံစံနဲ့တိုက်မှရတော့ပြောချင်တာကဗျာလူလိုသိရင်လည်းလိုပဲသူတို့ဘက်ကလည်းလူဖမ်းနေတာပဲကိုယ့်ဘက်ကလည်းလိုရင်တိုက်ရင်ပေးပဲဟာသူတို့ဖမ်းတဲ့ခါကျရင်တော့2000နဲ့သွားတို့တယ်ကိုယ့်ဘက်ကလူတဲ့ခါကျရင်ဟာမင်းတို့ကဒီမိုကရေစီမှာဘာလို့လူလာဖမ်းလဲမရဘူးကိုယ့်ဘက်ကလည်းစစ်သားတွေစုဆောင်းပါပဲမစုဆောင်းချင်ဘူးလားဟိုဘက်ကို2000ပေးသလိုငါတို့လည်း2000ပေးပဲမတတ်နိုင်ဘူးဒီနည်းနဲ့မှမလုပ်ရင်ကျွန်တော်တို့ဘလို့မှမနိုင်ဘူးတို့ဟုတ်ပြီလေအဲ့ဒါအတွက်အခုကျွန်တော်ပြောနေပြီလေပတ်စံပဲရမလဲကျွန်တော်တို့ဘက်ကလည်းစစ်မှုမထမ်းမနေရအမိတ်ထုတ်ရမယ်မထမ်းချင်ဘူးလားငါတို့လားသူတို့က2000ယူတယ်ကိုကတော့9000လောက်ပဲယူမယ်ရှော့ယူမယ်9000လာပြီအဲ့ဒီကနေကျွန်တော်တို့တက်ရံမုံဝင်ရမယ်ဒါဆိုရင်ပြည်သူကဝန်တို့ဖြစ်မယ်မဖြစ်လို့မရဘူးလေဘာလို့ပြည်သူအတွက်ကိုကလုပ်ပေးနေတာလေရှင်းလေးလေအေးရပတ်စံရှာမှာလေအပွင့်လင်းဆုံးပြောရင်ကျွန်တော်တို့တက်တွေကိုလည်းပြည်သူကလေးစားလာအောင်လုပ်တင်တာလုပ်ပြရမှာသမရထွက်လောက်သွားတဲ့နီးပြူဟာအလွန်အမတန်ကောင်းတယ်ဒီလောက်သွားတာနောက်ဆုံးအကုန်လုံးတကဘာလုံးကလက်ခံလိုက်ရတာပဲမနေ့ကသမရထွက်ပြောသွားတဲ့စကားလေးကျွန်တော်ပြောပြီးသားတော့ကျွန်တော်တို့ကမက်ဂါလုံးမနိုင်ပါနော်မင်းအောင်လိုင်ကိုတိုက်ဖို့ကကျွန်တော်တို့ပြောညံ့လုပ်လို့မရဘူးမိတ်မြန်မာ great again လုံးမနိုင်မှာအဲ့တော့မိတ်မြန်မာ great again လုပ်ဖို့အတွက်သမရထရန့်ကမိတ်မြန်မာအမေရိကန် great again လုပ်သွားတဲ့ပုံစံကိုကျွန်တော်တို့ကအတူယူရမှာသမရထရန့်ဒီလုပ်တဲ့နေရာမှာပြတ်သားတယ်အပေးယူလုပ်ဖို့အတွက်အပီဖြဲချောက်တာသူဖြဲချောက်တာတခုကလည်းအကောအမှန်ပဲအခု तू ပြောတာမနေ့က तू ပြောတဲ့စကားတခုကျွန်တော်အရန်သဘောကျတယ်သူတို့ကငါတို့အမေရိကန်ဈေးကွက်ကိုဈေးလာရောင်းနေတာငါတို့ကသူတို့ဈေးကွက်ကိုစိတ်ဝင်စားဘူးသူတို့ဒီအမေရိကန်ဈေးကွက်ကိုစိတ်ဝင်စားနေတာအမေရိကန်မှာဈေးလာရောင်းနေတာငါတို့ကသူတို့နိုင်ငံမှာဈေးရောင်းစိတ်ဝင်စားဘူးအဲ့တော့ငါတို့လက်မှတ်ထိုးစရာမလိုဒီလောက်စရာမလိုသူတို့လက်မှတ်လာထိုးရမှာပြောချင်တာကကျွန်တော်တို့